Hello အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာတက်မြင့်စနေဆက်ကြရောက်ပြခဲ့ပဇွန်တော်မြို့နယ်အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တောင်ဥက္ကလာကနေပြီးတော့ဆောလက်စတိုက်လီမှာအသုံးပြုဖို့အတွက်ဆိုပြီးတော့ 1+ES 1000 ဝက်9500ထွက်တဲ့မီးစက်လေးကိုမှာယူအားပေးသွားပြီဖြစ်ပါတယ်ရှင်ရန်ကုန်မြို့တွင်မှာယူအားပေးခြင်းနဲ့ဆိုရင်တော့အိမ်ရငွေချေးရမှာဖြစ်ပြီးတော့နေရနေပြီးတော့အားပေးခြင်းနဲ့ဆိုရင်တော့ငွေကြိုလွဲဂိတ်ချစနစ်ဖြင့်ပို့ဆောင်ပေးနေပါတယ်ရှင်ဆက်ကလေးကိုတော့အင်ဂျင်ဝိုက်တက်စီထက်တီချာလေး error စစ်အစမ်းနှုတ်ပြီးတော့ပို့ဆောင်ပေးလိုက်ပါတယ်ရှင်ဆက်လီကတော့ rate တက်မှာ9000ဝက်နဲ့ maximum မှာ9500ဝက်ထွက်မှာဖြစ်တဲ့အတွက်ကြောင့်အိမ်သုံးမယ်ဆိုရင်တော့ eco တစ်ကောင်ခွဲနှလုံးနဲ့ TV မီးကောင်းပန်ကားတွေအသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်။စပင်းညက်ဆိုင်တွေမှာအသုံးပြုခြင်းနဲ့ဆိုရင်တော့ dryer နှလုံးဖြောက်ဆက်တစ်လုံးခေါက်ပေါက်ဆက်တို့ကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်။မှာယူအားပေးသွားတဲ့ customer ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။လုပ်ငန်းဒီစီးပွားရေးတွေစထက်တပိုးတိုးတက်ပါစေလို့လည်းမင်္ဂလာတက်မြင့်ပဇွန်တော်မှာဆုတောင်းပေးလိုက်ပါတယ်ရှင်။ဆိုင်မှာလာရောက်ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ဆိုင်အမှတ်52 58 54လမ်းအလဲဘလောက်2ရက်ကွက်ပဇွန်တော်မြို့နယ်မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်အသေးစိတ်ဆိုတဲ့မြင်မြတ်လို့ပါကဖုန်းနံပါတ်39 558811နဲ့3999512266လေးတို့ကိုဆက်သွယ်ပေးမယ်ဆိုနိုင်ပါတယ်ရှင်ဒီအလေးကတော့တွားရောက်ပို့ဆောင်ပေးခဲ့တဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်